နေတိုင်းထမင်းစားနေသူတွေတည်ထားတဲ့ခန္ဓာကိုယ်အတွင်းကထူးခြားတဲ့ပြောင်းလဲမှု၄ချက်ဇန်ဂျီရက်ရီရစ်စံဆိုတာတာမန်အခြေခံစားထောက်ကုန်တစ်ခုတည်းပို့ပါရဲ့ဒါဟာလူသားတွေရဲ့ရွှေဖြူဖြစ်တယ်လို့ကမ္ဘာလူဦးရေတဝက်ကျော်အထက်အထက်က အင်အားအရေးမြင့်လည်းဖြစ်ပါတယ်နေတိုင်းထမင်းစားဖို့ရွေးချယ်လိုက်တာဟာတင့်ခန္ဓာကိုယ်ထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့ဇီဝဓာတုဗေဒစမ်းသပ်မှုတစ်ခုကိုစတင်လိုက်တာပါပဲဒီစံစီလေးတွေဟာခန္ဓာကိုယ်အထွတ်အလွန်ထိရောက်တဲ့စွမ်းအင်တိုးလောင်ယုံတွေဖြစ်ပါတယ်တင်ကစံဖြူကိုစားမလားဒါမှမဟုတ်စံလုံးညိုကိုစားမလားဆိုတဲ့အပေါ်မူတည်ပြီးတင့်ရဲ့အင်ဆူလင်တုံ့ပြန်မှုဥလန်းချောင်းကျန်းမာရေးနဲ့ဆဲလ်တွေရဲ့အစိတ်အတောက်ဖယ်ရှားမှုကိုပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်နံပါတ်1သွေးတွင်းတခြားတဲ့တုံ့ပြန်မှုစံဖြူကိုနေ့တိုင်းစားရင်အုံပေါက်နဲ့ချက်သားတွေအတွက်လောင်စာကိုအလဲတကူရရှိစေပြီးမြတ်အမျှတိုက်မပါတဲ့အတွက်သွေးချိုကိုရုတ်တရက်တက်စေနိုင်ပါတယ်။ဒါဟာအားကစားသမားတွေအတွက်နာလန်ထူဖို့ကောင်းမွန်ပြီးမြတ်တာမန်လူတွေအတွက်တော့ပန်ကရီယာကိုဝန်ပိစေပါတယ်။စံလုံးညိုစားရဲ့အခါမှာတော့စွမ်းအင်ကိုနာရီပေါင်းများစွာကြာအောင်တဖြည်းဖြည်းချင်းထုတ်ပေးလို့စိတ်ကြည်လင်မှုကိုထိန်းထားပေးနိုင်ပြီးထမင်းစားပြီးနောက်ငိုက်ညီးတာမျိုးမချစ်စေပါဘူး။နံပါတ်2အကျိုးပြုကစီတိုက်ထမင်းကိုချက်ပြီးမှအေးအောင်ထားလိုက်ရင် resistant starch ဆိုတဲ့တက်တမျိုးထွက်လာပါတယ်။ဒါကိုပြန်နှွေးစားတဲ့အခါဥလန်းကြောင်းထဲကအကျိုးပြုဘက်တီးရီးယားတွေအတွက်အထူးအာဟာရဖြစ်စေပြီးရောင်ရင်းမှုကိုလျော့ကျစေသလိုကိုကန်အောက်ကိုလည်းအခြေခံကစလိုမြင့်တင်ပေးပါတယ်။နံပါတ်3အာဆီးနစ်ပြဿနာစံဟာမြေစီလွာတဲ့ကအာဆီးနစ်တက်ကိုတခြားကောက်ပဲသီးနှံတွေတဲ့ပိုပြီးစုပ်ယူတတ်ပါတယ်။ဒါကြောင့်နေတိုင်းစားမယ်ဆိုရင်စံကိုမြေများများနဲ့ပြုတ်ချက်ပြီးရေငဲ့ပြတာဒါမှမဟုတ်တညသိရေစိမ့်ချက်တာမျိုးလုပ်တင်ပါတယ်။ဒါဟာအသေးနဲ့ကြောက်ကတ်ကိုဝန်မပိစေပဲစံရဲ့အကျိုးကျေးဇူးကိုရစေမယ်နီးလန်းပါပဲ။နံပါတ်4အာဟာရပေါင်းစပ်မှုစံမှာပရိုတင်းပါဝင်ပေမဲ့လိုက်စီးဆိုတဲ့အမိုင်နိုအက်ဆစ်လိုအပ်ချက်ရှိနေပါတယ်။ဒါကြောင့်သမင်းကိုပဲမျိုးမျိုးနဲ့တွဲစားပြီးမှသာအသားနဲ့ရင်နိုင်တဲ့ပရိုတင်းဓာတ်ကိုရရှိမှာဖြစ်ပြီးစံကိုလောင်ဆောင်အဖြစ်တင်မကဆဲလ်တွေတိစောက်ကိုတော့ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။